တကယ်လို့ပြောချင်တာကမိမိတို့လည်းအခုထောက်ထားလေးလုပ်တဲ့အချိန်မှာလဲနော်ထောက်ထားလေးတွေကိုလူတိုင်းလှုပ်ထားပါဘတ်တန်းတိုးတဲ့ဟာတွေကိုလည်းနော်တိုးကြပါနော်ထောက်ထားလေးရှိမှသွားလာလို့ဆင်ပြေမှာဟိုနာဒီနာသွားတာဖြစ်စေနော်ဒီနာဟိုနာသွားတာဖြစ်စေအဲ့ဒါမှဆင်ပြေမှာဖြစ်ပါတယ်နော်ကိုချေခါမဲ့လောက်ကန်ရှာဖွေပြီးရကျွန်တော်ကိုချစ်တီလဲနေ့စဉ်နဲ့များလုပ်တွေကိုရှာဖွေပြီးတော့ထည့်ပေးနေရလေးရှိပါတယ်အဲ့တချို့တော့ကတော့ရှိတာတော့တူတူပေါ့ဗျာဆရာကြီးအကိုကြီးညီညီမတို့ကလှုပ်လို့ခြင်းနဲ့ပြောတယ်ကျွန်တော်နေထားကရှာပေးတယ်တတိနဲ့တရိုက်ပြောပြီးတဲ့အချိန်မှလဲမလုံဖြစ်တာလို့နေရာကဝေးတာလို့အဆင်မပြေတာလို့သွားလာရေးခက်ခဲတာလို့မျိုးမျိုးအကြောင်းပြပြီးညင်းတယ်အဲ့လိုကြတော့ကျွန်တော်နဲ့တတိနဲ့ကြားထဲမှာလည်းမျက်နှာပြက်တာပေါ့ဗျာမျက်နှာပြက်ကတာပေါ့ကျွန်တော်ကလည်းရှင်းပြောရင်လှုပ်ထည့်ပြီးတဲ့နော်ကျွန်တော်ကလှုပ်ထည့်ပြီးတာပေါ့နော်ဒုတိယကိုလှုပ်ထည့်ပြီးတယ်ကျွန်တော်ခေါင်းခံပြီးတော့ကျွန်တော်ပြောပြီးတော့ထည့်ပြီးအမခံပြီးထည့်ပြီးတာလေဒါပေမဲ့အလုပ်ရသွားတဲ့ညီငယ်ညီမတွေရအောင်သူတို့ရှိရကျွန်တော်ဘာမှတောင်းဆိုမှုမလုပ်ပါဘူးတောင်းဆိုမှုမယူပါဘူးမင်းငါ့ကိုဘယ်လောက်ပေးပါဘာလောက်ပေးပါဆိုတော့ကျွန်တော်မှအခုချိန်ထိနော်တောင်းဆိုပြီးယူတာမရှိပါဘူးအလားတူပဲတတိလေးရှိရတဲ့ကျွန်တော်ပတ်စံတပြားတစ်ချက်မှတောင်းယူခြင်းမရှိပါဘူးကျွန်တော်ခွင့်ရေးဘာတစ်ခုမှမယူပါဘူးအဲ့ဒါလေးကိုနားလည်ဖို့လိုပါတယ်နောက်တစ်ခုကျွန်တော်အနေနဲ့ပြောချင်တာကမိမိတို့အလုပ်တကယ်အမှန်တကယ်လုံနိုင်မှာအလုပ်တောင်းပါနော်အမှန်တကယ်လုံမလုံနိုင်ပဲနဲ့အလုပ်တောင်းမယ်ဆိုရင်အမှန်တကယ်နော်အလုပ်ကိုင်မရှိဒုက္ခရောက်နေကြတဲ့စားဖို့နေအဆင်မပြေတဲ့မိသားစုတွေမျက်နှာကိုထောက်ပါကျွန်တော်ကလှုပ်ရှားပြီးတော့ပတ်စံယူတာမဟုတ်ပါဘူးကျွန်တော်ချွေနေစာနဲ့ရတဲ့အလုပ်ကိုကျွန်တော်လုပ်ပါတယ်တမာဒီဝါကြကြကြူးစားပြီးတော့ကျွန်တော်လုပ်ပါတယ်ရတဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့နော်ကျွန်တော်အားလုံးကိုတော့စော်ကားနေရမဟုတ်ဘူးနော်ရိုးရိုးတတနဲ့တမာဒီဝါကြတဲ့အလုပ်ကိုကျွန်တော်လုပ်တယ်လုပ်ပြီးတော့မိသားစုစားဖို့နေအတွက်ကျွန်တော်ရုန်းကန်နေတဲ့လူတစ်ယောက်ဖြစ်တယ်အလားတူပဲမိမိတို့ကိုလှုပ်ထည့်ပြီးရဲဆိုတာလေမိမိတို့ရှိရတပြားတစ်ကြွယ်တောင်းဆိုခြင်းလည်းမရှိယူတာလည်းမရှိကျန်တဲ့လူတွေရှိရတယ်ကျွန်တော်ပတ်စံတောင်းခြင်းလည်းမရှိနော်အလားတူပဲတတိတွေရှိရလေတတိတွေလုပ်ငန်းရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေတတိရှိရတယ်တပြားချက်မှကျွန်တော်တောင်းယူခြင်းလည်းမရှိပါဘူးနော်စမခါဆိုလည်းလုံးဝမယူသလိုဘာကညာကမှလည်းကျွန်တော်ယူတာမဟုတ်စေနာမေတ္တာကုဏနဲ့ကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကအလုပ်ကိုကြိုးစားပြီးလုပ်ပါရှားတဲ့ပတ်စံကိုစုပါနော်မိမိတို့ရဲ့ဘဝရှိတို့ကိုကြည့်ပါနော်စားတင်စားတိုက်တာကိုစားစုတင်စုတာကိုစုတူတင်တူတိုင်းစုကြပါစို့ပေါ့နော်နောက်အလားတူပဲကျွန်တော်ပြောချင်တာမိမိတို့ဘဝတလန်တော့မိမိတို့စုပါနော်တနိုင်ဆုံးအဲ့ဒါသူများနိုင်ငံမှာနေရတဲ့အားလုံးနဲ့အဆင်ပြေအောင်နေပါပြဿနာမဖြစ်ပါစေနဲ့အဆင်ပြေအောင်နေရင်သူများတို့လည်းအားလုံးအဆင်ပြေမယ်အဲ့ဒီတော့ကျွန်တော်လည်းပြောချင်တာအားလုံးမြန်မာပြည်သူပြည်သားအားလုံးပေါ့နော်ကျန်းမာပါစေချမ်းသာပါစေနော်မြန်မာနိုင်ငံကြီးလည်းအများဆုံးအေးချမ်းပါစေနော် CDN နေ CDN နေ CDN ပြည်သားစုစစ်ပေးဆောင်ပြည်သူစစ်မှုထမ်းဆောင်တော်ထမှရောက်ရှိလာတဲ့ညီငယ်ညီမတွေပါဝင်ဒီမှာတကယ်ဒုက္ခရောက်လာတော့ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူပြည်သားတွေအားလုံးပါဝင်အန်တဲ့ခေတ္တပြီးခေတ္တရန်ခေတ္တမှာကင်းလွတ်ပါစေဖန်စီချုပ်နှောင်နော်ဖန်စီချုပ်နှောင်ဒုက္ခပေါင်းမှအမြဲလွတ်မြောက်ပါစေမြန်မာနိုင်ငံကြီးလည်းအများဆုံးအေးချမ်းပါစေနော်ကျမ်းပါပါစေချမ်းသာပါစေအန်တဲ့ခေတ္တပြီးခေတ္တရန်လွတ်မြောက်ပါစေကိုကံမလောက်ကချက်ပွေးရအားလုံးကျေးဇူးတင်ရှိပါတယ်နော်